လူနာပဲမှာတော့ဒီအောက်မှာအမေကအော်ဘယ်သူဘာဖြစ်တာလဲအမေ ဒါတည်းလူတွေအနားလေး အာနိုင်တယ်အကြီးတွေပါရဲ့ စီတယ်မဲလည်းမကူး အော်အဲ့လိုဖုံးထားလိုက်မေမစိုးလေးဖုံးထားလိုက် လှုပ်ပေးတာငါတက်ပြီ အော်ဗျာ ဒီအင်းနဲ့ဆိုတော့အကူညာလဲဟိုလိုမျိုးရတော့ပေါ့တိုင်းအမေကလည်းဘာမှမတက်နိုင်တော့ အော်ခြေထောက်တွေကလည်းအဲ့လိုကြီးတွေနော်မွေးရပါလားဘလို့တော့ ပေါင်လေးကစုံတော့ပြစ်သွား ဒါအမေနဲ့ကြတော့ဘာတော့ရတော့ တူလေးပေါ့ လူလေးအဲ့ဒါသူ့အမေတို့အဖေတို့အောင် မောင်လေးကစုံသွားတာငါသား မောင်လေးကဆုံးတော့တာအမေကရော မင်းရန်ကုန်ပြန်မယ်ဆိုပြန်မလာတော့လား ။အိုးရန်ကုန်မှာနိုင်ရလာမယ်ဆိုပြန်မလာတာလား။အာအဲ့လိုကြီး။ဖွဲ့စည်းပုံကလည်းမဟုတ်ဘူးနော်ဟိုတွေရောကိုယ်ကတိကိုယ်ကောက်ကြီး ဒါမတော့နိုင်ငါသားမွေးကြတယ် ။အဒီတိုင်းကြီးပဲ။အခုပြုတ်စုနေရတာဘယ်လောက်ရှိတော့ရတော့ စင်နေမှာ ။ဟုတ်ပါကွာ။ရှင်ကောင်တစ်လောင်းလောင်းနဲ့သနာစရာပါ ဟိုညရဲ့သူတို့ဟိုဘေးရရဲ့ ။ဟုတ် ဒီဘေးလေးရရဲ့လူနေတာကျတော့ ဟုတ် ကိုပြစ်လေးပေါ်မှာအိတ်တာတာ ဟုတ် ဒါသူများရင်လေ ဟုတ် မလေးညမိုးရတော့ဒီထဲကိုတော်ယူငင်အိတ်ချင်အိတ်ဆိုပြီးတော့ဒီထဲကိုလာနေခုရွှေ့ပေးမလို့နည်းနည်းလေးနေလင်းတော့ကြာ အင်း ဟိုညလည်းကြည်ပြီးတနာတော့ကျတော့အကုန် ဟုတ် မိုင်းပြီးတော့တာကိုမြင်လိုင်းပေါ်မှာတွေ့တယ်တဲ့အတူအားမငယ်နဲ့ပြောပေးမယ်လို့ပြော ။ ပေါ့ အိုး သူအစ်စ်ကြတဲ့နေရာလေးတာအနာတွေပေါက်တာ ဟုတ်တယ်လို့အဲ့လိုဖြစ်ရနေနော်။သူ့ရဲ့နောက်ပြီးတော့အယိုးတွေပါတွေဖွဲ့စည်းပုံကလည်းမဟုတ်ဘူးဖြစ်နေလိန်ဒီလိန်ကောက်တယ်။ကဲဘာမှငိုးမနေတော့နဲ့ကျွန်တော်ရောက်လာပြီ။ကျွန်တော်လက်ထက်ရှိတဲ့လူငွေလေးမျှပြီးတော့လှူပေးခဲ့လိုက်မယ်နော်။လောလောဆယ်အန်ဒီတို့စောင်းဝတ်နေရေးလေးလေပတ်လို့ရအောင်နော်။အော်သူ့အတွက်ဆေးလေးပါလေးထည့်ရမယ်ဆိုရင်ဆေးလေးပါလေးဝယ်လိုက်နော် ဟုတ်ပါတာ ။ဟိုလိုဆေးရုံတက်ဖို့ရတော့သူ့ရဲ့မွေးရပါဆိုကြလည်းမလွယ်ကူလာဘူးထင်တယ်။နော် ဟုတ်ပါ နော် ဆေးလေးပါလေးဝယ်လိုက်ပေါ့ဆရာဝန်နဲ့ညွှန်ကြပြီးတော့နော် ဟုတ်ပါတာ ကျွန်တော်ဒီကိုလှူထားတာကလိုအပ်တဲ့နေရာလှူဖို့ရဆိုပြီးတော့ကျတော့တရုတ်နိုင်ငံမှာရောက်နေတဲ့မလူမီကတသိန်းလှူထားရှိတယ်ပြီးရင်ကျွန်တော်ဒီမှာဘယ်သူဥစ္စာရှိမလဲကွယ်လွန်သူမိခင်တဲ့ဒေါခင်ထွေးမြင့်တဲ့23နှစ်ပြည့်ရရည်စုရည်ကျဲတူမီတာဆိုတဲ့အတိုင်းမှာတသိန်းလှူထားရှိတယ်အဲ့နှစ်ခုဟာကိုကျွန်တော်လှူပေးကြလိုက်မယ် ဟုတ်ပါ နော်တသိန်းနှစ်ယောက်ဆိုတော့ကျတော့2သိန်းလှူပေးကြလိုက်မယ် ဟုတ်ပါတာ နော်လိုအပ်တဲ့ဆေးဝါးတွေဘာတွေဟွာဖြစ်မယ်နော် ပတ်တာရတယ်ဟုတ် ဟုတ်ဒီမှာလူငွေလေးဒီမှာလူငွေလေး2သိန်း ဟုတ်ပါတာ မလူမီယာတတိန်တရုတ်နိုင်ငံထဲမှာမလူမီယာတတိန်ကွယ်လွန်သူမိခင်ဒေါခင်ထွေးမြင့်23နှစ်ရည်စုရဲ့ကျန်ရတူမီတာဆိုတဲ့အတိုင်းမှာတတိန်2သိန်းလူပေးကြလိုက်တယ်နော် ဒါတရှိပါနေငါသားလေး ဟုတ် စတဲ့စတဲ့ညတိုင်းနေပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များဖြစ်ပါသေးတယ် ဒါပြည့်ရဆွနေပြပါသေးနော်အလူရှင်တွေကိုသားပဲနော်ဟုတ်ကဲ့အဲ့လိုအော်နေတာစကားလည်းမပြောနိုင်ဘူး ပြောတတ်ပြီမသား อืม နကသူကငိုတော့ကျတော့အမေကလက်ထက်2000ရှိတော့လေ ဟုတ် ကြာကိုကြီးစားမှလာတာဟာဆိုပြောကြအမေဆိုးပြီးတော့ပြီးတော့ထဝဲပြီးတာဒီမနေ့တော့တစ်ချောင်းခွဲကုန်နေတာ ဟိုလက်ထက်ကိုငွေလေး2000ပဲရှိရ 2000ပဲရှိအောင် ဟုတ်ပြီတတညီလေးအဲ့မှာပိုက်ဆံလှူခဲ့ပြီနော် 73နှစ်ရှိတာ 23နှစ်တောင်ရှိပြီနော်ငါညီလေးဟုတ်ပြီကခွင့်ပြုအောင်အားဆိုရင်နော် ဘာတူလို့